ရှောအားလုံးပဲမလားပါကိုရက်စပစ်ရေးဘက်မှာမရှင်ပုံမှန်လုပ်တဲ့လူရတော့ဒီစကင်တစ်ကောင်တွေကတစ်ကောင်ရရှိပြီးပြီလို့ထင်ပါတယ်အဲ့ဒါမှရွေးစရာနှစ်ခုကတော့တွေ့ခွင့်စင်နဲ့ Neo Script Icon ဆိုတဲ့ NLP နှစ်ကောင်တွေကခွေရတော့ Blue Sky ရဲ့ကိုယ့်ရဲ့စက်တာရဲ့ဖက်လေးပါရဲ့ NLP ကိုရွေးလိုက်တာပဲဖြစ်ပါတယ်ဘာလို့သူ့ကိုရွေးလဲဆိုတော့ NLP ရဲ့ကြောတခြားမှစမနေတော့မဟုတ်နဲ့ပွဲထဲမှာဆို visit တက်ပြရများပါတယ်စကင်နှစ်ကောင်ဘယ်ရွာမလဲယူခံနေကြရင်ကိုရတော့ visit တက်ပဲကြည့်ရပါတော့ဒီစကင်မှာကြော visit တက်ပြလိုက်ရင်ချွေအောင်ဖက်ကြည့်တော်တော်ကြီးထင်းနေရလို့ကိုရတော့ထင်နေပါတော့ကြောက်မလို့ပဲဒီစကင်ယူလိုက်တာဖြစ်ပါတယ်နောက်တစ်ခုကကြော visit skin နဲ့ Tamona skin တော်တော်များများမှာအနီအောင်သုံးတာများပါတယ်ချွေအောင်တွေပါသုံးတာကြော collector တို့ပါအောင်ပဲသုံးတာပေါ့နော်အကြောက်မလို့လဲကိုရဒီချွေအောင် skin ယူလိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့အကြိုက်ချင်းကတော့တယောက်နဲ့ယောက်မတူဘူးပေါ့နော်ဒီဘက်မှာတော့ကိုရ item နှမျိုးနဲ့ဆော့လို့ရပါတယ် critical ရဲ့ attack speed ပေါ့နော်ဒီဘက်မှာတာကိုရ critical နဲ့ဆော့ရဆိုရင်တော့ early game မှာနှစ်တန် easy လေးနိုင်ပါတယ်ဒါပေမဲ့ late game ကျရင်တော့ပူစုပတ်ဆက်ရှုံးပါပေါ့နော်ဘာလို့လဲဆိုတော့ဒီထဲမှာတန့်နှစ်ကောင်ပါပါတယ်အဲ့နှစ်ကောင်ကတော့ရှောင်းရဲ့ SMI ပေါ့နော်ကိုရဲ့ကောင်တိုင်းရုပ်ရဖြစ်ပါတယ်အဲ့ကောင်တွေကတန့် item နဲ့ဆော့ရဆိုအရင်ပါပါတယ်ကိုရဲ့ critical နဲ့ဆော့ရင်တော့မရဘူးပေါ့နော်ကြောက်မလို့ပဲကိုရဲ့ attack speed နဲ့ဆော့ရပဲဖြစ်ပါတယ်ဒီဘက်မှာတော့အမာကြီးဆက်ထားတဲ့ရှောင်းရဲ့ကြီးတက်ချန်တဲ့ SMI နောက်ပြီးတော့ဓမေရန်များပြီးတော့တူးတက်ချန်တဲ့ကက်တီတာတို့ကိုကောင်တာဖို့အတွက်ကတော့ဒီမွန်တာနဲ့စီးရဲ့ဘက်ကတော့အဓိက item တစ်ခုပဲဖြစ်ပါတယ်ဟန်နဘီရဲ့ပတ်စစ်ကကြောသူရှိတက်နေတဲ့အခါကျရင်ဖရန်ကိုနဲ့ကာကြလွဲဘယ်စတက်မှသူတက်လို့မရပါဘူးဒါပေမဲ့အစမားတော့ဟန်နဘီရဲ့ကောင်တာပေါ့နော်ဒီပွဲမှာသာကိုခရစ်ကန်နဲ့ဆော့ရဆိုရင်တော့အစမားဆိုဘာတပိမှတ်တိမှမပေါ့အစမားကြောရှိတက်ပြီးတွေးမြိုင်း item တွေထည့်တာကြောဒီမွန်တာနဲ့ဆိုတော့သူကောင်တော့လေးရပါပေါ့နော်နောက်ပြီးစီးရဲ့ဘက်ရှိရောကကြောသူရှိလဲအများကြီးအပြည့်စုံမတက်ဘူးပေါ့နော်အစမားတော့ surprise ဖြစ်နေပါတော့သူရှိလဲမတက်ဘူးနောက်ပြီးတော့ကိုရီ1 2လဲလို့ရှိရင်ကိုရီ3အများကြီးရောက်သွားပဲလို့ထင်တာဒါပေမဲ့အဲ့လိုဖြစ်မလာဘူးပေါ့နော်နောက်တစ်ခုကကြောကိုရဆမနဲ့ရှင်းကြလို့ချင်း scale 1တို့ agent တို့မသုံးပါဘူးဘာလို့ဆိုတော့အဲ့လိုသုံးလိုက်လို့ချင်းကိုတေပုံကြခိုင်တော့မရပါတယ်ဟန်နဘီကာပြီးလေကင်းရောက်လာဆိုတော့ဘယ်သူမှကိုရတားနိုင်မှာမဟုတ်တော့ပါဘူးကျော် nobody can stop ဟန်နဘီဆိုပြီးတော့ဖင်လိုက်ကြပါတယ်ဆရာချောင်းလည်းဟန်နဘီရှိတက်နေပါတယ်ဆိုအဲ့ဒီလာကန်ပါတယ်ကျော်သူ့စိတ်နဲ့သူချောသွားတာပေါ့နော်ဒီနေရာမှာတခြားလူတွေဆိုတော့ခရပူဇာကိုပြစ်ပါပါကိုရတော့တခြားလူတွေနဲ့မတူပါတော့တောင်အောင်လေးပဲပြစ်ပါတယ်ကြီးကိုရေးဟာရပူဇာကိုတာပြစ်လိုက်မှဆိုတာဝါကိုရိုပြစ်မှာပေါ့နော်အကျော်တာဝါချိုးလိုက်ရင်နိုင်မဲ့ကဲကိုဘာလို့တာဝါမပြစ်ပဲနေမှာအောင်နော်ဗီဒီယိုလေးတေးလောက်ပါပဲအဆုံးထိကြည့်ပြကြစီတဲ့အောင်ကျေးဇူးတင်ပါတယ်